မရှိတဲ့ဘသူမှမရှိရရွာကိုသွားခြင်းလို့ ဟုတ်လားကိုကြီးတို့လည်းအဲ့ဒီရွာကိုသွားမလို့ဒီမလေးဟိုလိုက်မယ်ဆိုရင်လိုက်ခဲ့ပါလားကိုကြီးတို့လည်းကားလာတာလိုက်မလားဟလာရွေးလာရင်မလဲ ငါရနေတော့ကိုကြီးတို့ကြောက်လို့လားမကြောက်နဲ့နော် ပြဿနာကတော့စပြီကွာဝေသမစားဘူးတဲ့ဟယ်လိုအားလုံးပဲမင်္ဂလာပါကျွန်တော်ကဒီနေ့မှလေးကျွန်တော်ရဲ့မိတ်ဆွေများအတွက်ဆိုပြီးတော့ဟာတာဗီဒီယိုလေးတွေကိုရှာဖွေပြီးတော့စူးစီးပြီးတင်ဆက်ပေးထားပါတယ်အတူတူကြည့်လိုက်ကြရအောင်ပါအဲ့လိုလက်ကိုင်းကျင်အဲ့လိုချမ်းဖမ်းပြီးတော့လို့စမြဟဲ့ ဘာတွေပြောနေတာလဲ နစ်လက်မကြီးဘလို့ဖြစ်လို့တချောင်းနဲ့ကြီးနေတာလဲ ဟုတ်လက်ကလည်းသူ့ကလေနေရလေငပီထောင်းစားခြင်းလို့ဆိုပြီးငပီထောင်းလို့လားအဲ့တော့ငရုတ်ကျပွင့်နဲ့လက်မောက် ဟာစုမြကိုထောင်းမင်းပါဘောကျိုးကလက်မကြီးပါကဲစုမြဒီလက်မကြီးလည်းငါဘွားတို့လို့ငပိတော့နန်းတာဟဲ့ ဟုတ်တယ်လေငပီထောင်းပါလေဆိုမှလက်ကငပီတော့နမ်းမှာပေါ့လို့ အော်အေးပါအမရနာမတဲ့စုမြတော်တော်နန်းနေနော်ဟာလာဟဲစုမြဟဲနေလက်မဝိုင်းရတယ်ရှီလာကြီးလား ဟောကိုတော့လက်ကလေသူ့ကချီကြီးလက်ကြီးမျိုးတွေလေ အော်စုမြလေးတို့မျိုးကချီကြီးလက်ကြီးမျိုးလားဆိုလဲပြဆိုလဲပြစုမြဟဲနေလက်မွေးတွေလေရွှေးတာလား ရှင်းပါပေါ့သူကအိမ်မှာချင်းမွေးမိမလောက်လက်မွေးမိမလောက်နဲ့နေရတာလေ အော်တလို့ချင်းမွေးမိမလောက်လက်မွေးဘာမှမနဲ့ကိုတဲ့ယူတဲ့ခါကျရင်လေစုမြလေးဘာမွေးမှမလောင်စေရဘူးချင်းမွေးမိမလောက်လက်မွေးမိမလောက်ကိုထားမယ်ဟာစုမြနေချိုင်းညာရီအလုံးနဲ့တော့ဘာနှလုံးတော့ အော်အဲ့ဒါလေဟိုကပါကိန်းကြီးကိန်းညာပေါက်နေတာ ဟောကိန်းနေရတော်တော်ကြီးတော့ဟောအညောပြီးတော့အလုံးကဒီလောက်ရှည်တော့နှလုံးတော့ဒီလောက်အဲ့ကောင်ငိမ့်မနေဘူးသူတော့ဟိုသွားပြီးသွားအဲ့လိုဖြစ်နေတာတိလားအေးပြအနာစောစီမျိုးကိုကူပေးမှာပေါ့စုမြ နာမရှိတဲ့ အဲ့ဒီနှလုံးနဲ့တွဲနေတာတိုင်းရပါတိုင်းတော့ ဟိုအဲ့ဒီတိုင်ရလေဟိုတက်ထွက်နေတာတက် ဟုတ်တာတော့မပြောနဲ့လေတက်တန်ဆိုတာလက်ထဲမှာနေတာလေဘလို့လို့ तू ကတီးကြဖြစ်နေတာလေမရှိတဲ့ဘသူမှဘလို့လို့တင်ပါလဲ
ကျွန်တော်ကြံခဲ့တာအော် sorry ပြန်တော့တပါးကြံခဲ့သေး ကိုဦးစင်းတော့ကိုမေးရတယ် မေးလို့ဟိုဒါနဲ့ဟိုမန္တလာစတောက်တော့သိရနော် သိရဲ့ အော်သိရင်ပြီးတော့သိဖို့ပဲလို့တာ မင်းတို့ကလည်းကွယ်ငါ့ကိုဆောင်းခိုင်းထားပြီးမေ့နေတယ်ပေါ့ဟုတ်လား ဆရာတော်ကမြန်မြန်လုပ်ခဲ့ဆိုတော့တပည့်တော်လည်းလောနဲ့မိသွားတယ်ဗျာ ထားပါကဲလာတော့မေးမပြောလိုက်ချင်ဘူး မေးတာပါဖြတ်မေးတာပါဖြ သူ တ် ကဆောင်းခိုင်းပြီးတော့မေးထားပြီ ဒီမှာ ဟဲ့ငေါမကဒီကမာလေးလား တင်ပါဟိုဒါတကမမဟုတ်ပါဘူးဗျတကတိ တက္ကတိ ဒီမှာ ခါမမကြောက်ဘူးပေါ့ မကြောက်ဘူးလေတကတိတာမှတ်ထားလိုက်ပါဗျာ ထားပါတော့ဘုရားတဲ့တက္ကတိဘုံဘကကြောင်းထိုင်တာတိတ်မကြသေးဘူးနော် အခုလည်းသိမကြတော့ပါဘူး ပြန်လုံတော်မူတော့ပါ မိုင်းပြောနေ သူ့ပို့ပေးမှမကြဘူးခဏလေးရောက်မှာ အဲ့လိုပြော တပည့်တော်တို့လေတိတိကျကျစုံစမ်းပြီးတော့မှငှားတာလေသိချလက်ချ ဟုတ်ပါပြီဒါဆိုတော့တက္ကတိရွာအပြန်ကိုကားမိခြင်းနဲ့နော် ဟို ညံ့ညံ့လေးတော့မအောင် စိတ်ချပါဘုံဘုံရတပည့်တော့ဆွဲရကြပြီဆွဲပြီနော်ဘုံဘုံကိုင်းတော့ ငါငါ့ကိုကြောက်ရည်ဒီကောင်ကိုင်းရတာကလူတွေ ဒီလည်းလာတယ်တို့ တကယ်တူတာ နေတယ်ခဏလေးနဲ့နေတယ် သွားတာလုံမှမသိဘူး စိတ်ပြတယ်ကွာတော်စိတ်ပြတယ်ကွာဘလို့အောင်ကားပြီပဲ ငေါရ အဲ့လာပါမဲလက်ပတ်တော့မဲ နေသမောင်ဘာအစစ်စစ်လောက်တာ မင်္ဂလာစားတော့မရလေ မန္တလာစားကိုမသိဘူးပေါ့ ဟာတင်းကကြည့်နေတာပြောတော့မန္တရာစရာကိုသိတယ်အေးစထွက်ပါမောင်းတာပြီးလိုက်ရက်လိုက်မေးလိုက်ပြီးမောင်းတာပြီးရက်လိုက်မေးလိုက်တယ်မန္တရာစရာကိုပြောတော့သိတယ်ဆို ဒီကမပေါက်သေးဘူး အသိမပေါက်တယ်လို့ဒါအောင်လည်းမသိဘဲနဲ့ရမ်းလိုက်လာတယ်အခုသိခဲ့ပြီလား ပြီးခဲ့ပြီ မမတဲ့လေရလေ ဩလာကြည့်သေးရဲ့ ကောက်ပါလိမ့်မယ် ဩရှီတလက်တာနေပြီ မရှိရရွာကိုသွားချင်လို့ ဟုတ်လားကိုကြီးတို့လည်းအဲ့ဒီရွာကိုသွားမလို့ဒီမှာဟိုလိုက်မယ်ဆိုရင်လိုက်ခဲ့ပါလားကိုကြီးတို့လည်းကားလာတာလိုက်မလား ဟလာရွေးလိုက်ရင်မလဲ ငေါရ နေတော့ဟိုကိုကြီးတို့ကြောက်လို့လားမကြောက်နဲ့နော် ပြဿနာကတော့စားပြီကွာဝေသမစားဘူးတဲ့ အဲ့